အခုမြင်နေရတဲ့အမျိုးသမီးကတော့2025ခုနှစ်အောက်တိုဘာ10ရက်နေ့မှာအမေရိကနိုင်ငံရဲ့ JFK လေဆိပ်ကိုရောက်ရှိလာပြီးတော့လူဝင်မှုကြီးကြပ်ရေးဌာနကိုဖျက်တဲ့အချိန်မှာသူ့ရဲ့ passport ကြောင့်အရန်ကိုတအံ့တော်ဖြစ်ခဲ့ကြရတာပါ။သူစီးလာခဲ့တဲ့လေယာဉ်ကဂျပန်နိုင်ငံကနေစီးနင်းလာခဲ့တာဖြစ်ပြီးတော့ passport ပေါ်မှာရေးထားတဲ့နိုင်ငံကကမ္ဘာပေါ်မှာလုံးဝမရှိသေးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့Torenza country ဆိုပြီးတော့ရေးသားထားတဲ့ passport ကိုကင်ဆောင်ထားတဲ့သူဖြစ်နေခဲ့တာပါ။ဒါကြောင့်မို့လေဆိပ်အာဏာပိုင်တွေကချက်ချင်းခေါ်ယူပြီးသူကင်ဆောင်ထားတဲ့ passport ကိုအတုလားဆိုပြီးအနီးလန်းမျိုးမျိုးနဲ့စစ်ဆေးကြည့်တဲ့အခါမှာ hologram တွေစီးစိတ်တုံးနေရစဘာတစ်ခုမှအတုလို့တန်ရဖြစ်เสียမတွေ့ရဘဲနဲ့ပြည့်စုံနေဆိုတာထက်ကိုပိုပြီးပြည့်စုံနေခဲ့ပါတယ်။ဒါနဲ့ပဲတာဝန်ရှိသူတွေကဆက်လက်မေးမြန်းကြည့်ပါတယ်ခမည်းလာခဲ့တာဟာTorenza country ကဆိုတာတေချာရဲ့လားအဲ့ဒီချိန်အမျိုးသမီးကစိတ်မရှိတဲ့လေးတန်းနဲ့ဟုတ်တယ်လीဘာဖြစ်လို့လဲဆိုပြီးပြန်ပြီးတော့လေးစိတ်ကသူတွေကTorenza countryဆိုတာဒီကမ္ဘာပေါ်မှာတစ်ခါမှမရှိခဲ့ဘူးလို့ပြန်ဖြေခဲ့ပါတယ်အဲ့ဒီချိန်မှာသူမကဒါဆိုကျွန်မကူဘယ်နိုင်ငံကိုရောက်နေရလဲလို့ပြန်မိခဲ့ပါတယ်အမေရိကန်နိုင်ငံရဲ့ JFK လေးသိန်းမှာရောက်နေတာဆိုတော့ဟာငါလာခဲ့တာဒီနိုင်ငံမဟုတ်ဘူးဆိုပြီးစိတ်ညစ်သွားတဲ့ပုံစံနဲ့ကုညီယာကိုမျှော်လင့်နေသလိုဖြစ်နေခဲ့ပါတယ်။ဒါနဲ့ပဲလေစိတ်အာနာပိုင်တွေကဆက်လက်မင်းမြန်းစရာလေးတွေရှိပါသေးတယ်ခဏလောက်ထိုင်ပါအောင်ဆိုပြီးအခန်းထဲမှာနားယူစီခဲ့ပါတယ်။ခဏနေတော့ရုတ်တရက်ဆိုသလိုသူမဟာပျောက်ကွယ်သွားခဲ့ပါတယ်။ဒီထူးခြားဖြစ်စဉ်ကတော့တကမ္ဘာလုံးမှာရှိတဲ့ social media တစ်ခွင်မှာဝက်ကွဲပြန့်နှံ့သွားပြီးတော့တချို့ကလည်း AI နဲ့လုပ်ထားတဲ့ fake news တချို့ကလည်းဒါဖြစ်နိုင်တယ်စသဖြင့်ဝေဖန်နေကြပါတယ်။ကဲပရိသတ်ကြီးကရောဒီအမျိုးသမီးရဲ့ဖြစ်ရအပေါ်ဘယ်လိုမြင်လဲဆိုတာ comment လေးမှာရေးပေးခဲ့ကြပါအောင်ခင်ဗျာ။